သာသနာတော်တက္ကရာ2542ခုနှစ်ကောဇာတက္ကရာ1360ပြည့်နှစ်ဝါကောင်လပြည့်ကျော်8ရက်နေ့စကိုင်းတောင်ရိုးမဟာဝိဇ္ဇရရန်တီကျစွာကြောင်းကျောင်းတိုက်အတွင်းဝယ်သတင်းနေ့တိုင်းဆင်ရင်ကျင်းပအပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်ဒီကနေ့ကျစွာကြောင်းဆရာကြီးဒေါ်အိနာစာရီအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဆင်ရင်ကျင်းပတဲ့ဓမ္မမင်္ဂလာဓမ္မပူဇာအခမ်းအနားမှာဘုန်းကြီးတို့အနေနဲ့ရှင်သာရိပုတ္တရာမထေရမြတ်ဤနမတော်တို့ဤဓမ္မအမြင်များဆိုတဲ့ခေါင်းစဉ်ဖြင့်ဟောကြားမှာဖြစ်ပါတယ်ဒီတရားဒေသနာတော်ကိုမဟောကြားမီမဟာကရုဏာသခင်ဘုရားရှင်ဂုဏ်တော်တို့ကိုအာယုပြုကာဒီကနေ့ဓမ္မသဘင်အခမ်းအနားကိုစတင်ဖွင့်လှစ်ကြရအောင်ဘုရားကုံကိုအာယုပြုထားကြယောကပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကာရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပမေယံရေတွေ့တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားလို့ငါအတိဒုက္ခရာနိဥစ္စာအသက်ခြေလက်အင်္ဂါမေတ္တာကြီးမာသမိသာနှင့်တထာဇနီဆွန်ញင်ကြီးဟုကျက်သီထဝဲငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကျုပ်ကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝအတဏံကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကသတ္တဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောသာသနာထသဝိနိယများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အာထုဘဝတုစင်စစ်မသွေဖြစ်ပါစေသတည်းရှင်သာရိပုတ္တရာနမတော်တို့ရဲ့ဓမ္မအမြင်များဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿများအနေနဲ့ဘုရားကိုကြီးညိုမိကိုအားထားကြတဲ့ဘုရားသာဝကတွေအနေနဲ့ရှင်သာရိပုတ္တရာဆိုတာမသိတဲ့ပုဂ္ဂိုလ်မရှိပါဘူးမြတ်စွာဘုရားပြီးလို့ရှိရင်ပညာအရာမှာထူးချွန်တဲ့ဣတရေဘွယ်ထူးကိုရရှိသွားတဲ့သာသနာတော်မှာထိတ်တန်းကောင်းဆောင်ဖြစ်တဲ့အရှင်မြတ်ကြီးဖြစ်ပါတယ်ဓမ္မသေနာပတိတရားပဲအရာမှာဆိုလို့ရှိရင်ဗုဒ္ဓမြတ်စွာကဓမ္မရာဇာတရားမင်းရှင်သာရိပုတ္တရာမထေရမြတ်ကဓမ္မသေနာပတိတရားစစ်ဖို့ယုတ်ကြီးဆိုတဲ့ဓမ္မပဲဆိုင်ရာကိုလိုက်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ရှင်သာရိပုတ္တရာဟာဗုဒ္ဓမြတ်စွာပြီးလို့ရှိရင်ဗုဒ္ဓမြတ်စွာရဲ့လက်ရဘက်ကထိုင်ပြီးဓမ္မရေးရာကိစ္စများကိုရှေ့တန်းကဆောင်ရွက်တော်မူခဲ့တဲ့မထေရမြတ်ကြီးဖြစ်ပါတယ်ဗုဒ္ဓရဲ့လက်ရဘက်ကထိတ်တန်းသာဝက
အဂသာဝကအမြတ်ဆုံးသာဝကဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ထိုမထေရမြတ်ကိုဓမ္မဂရိကအရာမှာဣတရေဘွယ်တူဖြင့်ချီးကျူးခြင်းခံရတဲ့ရှင်ပုံနာမထေရမြတ်ကတခုတည်းသောစကလုံးဖြင့်ထိုမထေရမြတ်ရဲ့ဂုဏ်ကိုထုတ်ဖော်ထားခဲ့တာဟာသတ္ထုကပ္ပဖရာလောက်နီးနီးပညာကြီးတဲ့ပုဂ္ဂိုလ်ကြီးလို့သတ္ထုကပ္ပဆိုတဲ့စကားလုံးကိုအသုံးပြုပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဂုဏ်ကိုအမြင့်ဆုံးအဆင့်မှာထားပြီးတော့ချီးကျူးခဲ့ပါတယ်။ထိုရှင်သာရိပုတ္တရာမထေရမြတ်မှာညီတော်၃ပါးနဲ့နမတော်၃ပါးညီတော်၃ယောက်နမတော်၃ယောက်မိသားစုထဲမှာထွန်းကားပေါ်ပေါက်ခဲ့ပါတယ်ညီတော်၃ယောက်လုံးဟာလည်းပဲရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဓမ္မအမြင်ဓမ္မစွမ်းရည်များကိုအတူယူအားကျကသာသနာပေါင်းဝင်လာကြပါတယ်မိဘနှစ်ပါးကဗြဟ္မာကိုကိုးကွယ်တဲ့မိစ္ဆာအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်လင်ကစားနောင်တော်အကြီးဆုံးဖြစ်တဲ့ဥပတိတ်တလူရဲ့ဘဝတုန်းကခေါ်ခဲ့တဲ့ဥပတိတ်တသာသနာပေါင်းဝင်လာတဲ့အခါကျတော့မေတော်ရဲ့နာမည်နဲ့တွဲဖက်ပြီးခေါ်တဲ့သာရိပုတ္တမေတော်သာရိဆိုတဲ့ပုံလေးမကြီးရဲ့သားတော်အကြီးဖြစ်သည့်အတွက်ကြောင့်သာရိပုတ္တလို့အများကသိနေကြတဲ့ညာအရာမှာထူးချွန်တဲ့ပုဂ္ဂိုလ်မြတ်ကြီးမိမိယုံကြည်လက်စလေ့လာလိုက်စဖြစ်တဲ့သင်္ဆယပရပိုက်ကြီးရဲ့အယူဝါဒတွေစွန့်ပစ်ပြီးရှင်အတ္တစီမထေရမြတ်ရဲ့နှစ်ပါးသောဂါထာလေးပဒရှိတဲ့ဂါထာတွေကနှစ်ပဒလောက်ကြားနာလိုက်ရယုံနဲ့တရားဓုတရားမြတ်ရပြီးတော့သောတပန်ဖြစ်သာသနာပေါင်းပြောင်းလဲပြီးတော့ဝင်ရောက်ခဲ့တယ်အဲ့ဒီဝင်ရောက်တဲ့အချိန်ကနေစပြီးနောင်တော်ကြီးဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဓမ္မအမြင်ကိုအားကြကညီတော်တွေနှမတော်တွေဟာသာသနာပေါင်းမှာဝင်လာခဲ့ကြတယ်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့ဒုတိယညီတော်ကသာသနာတော်မှာဥပသေနဝင်္ကန္တပုဒ္ဒါလို့ထင်ရှားပါတယ်ခမည်းတော်ရဲ့နာမည်နဲ့သူ့ကိုဝင်္ကန္တပုဒ္ဒလို့ခေါ်တယ်ရှင်သာရိပုတ္တရာရဲ့နာမည်ကဥပတိတ်တသူ့ရဲ့ဒုတိယညီတော်ရဲ့နာမည်ကဥပသေနဥပတိတ်တရှင်သာရိပုတ္တရာကိုအားကြပြီးတော့ဥပသေနလို့ခေါ်တဲ့ဒုတိယညီတော်ကြီးဟာသာသနာပေါင်းဝင်လာလို့ဥပသေနဝင်္ကန္တပုဒ္ဒါဆိုတဲ့အမည်နာမဖြင့်သာသနာတော်မှာထင်ရှားခဲ့တဲ့ပုဂ္ဂိုလ်တစ်ပါးဖြစ်ပါတယ်သာသနာတော်မှာထင်ရှားတဲ့ဣတရေဘွယ်ယာတုဖြင့်ချီးကျူးမြှောက်စားခြင်းခံရတဲ့ပုဂ္ဂိုလ်ဖြစ်အဲဒီဥပသေနနောက်တတိယညီတော်ကစုံဒလို့ခေါ်ပါတယ်စုံဒပြီးတဲ့အခါညီတော်အငယ်ဆုံးရေဝတဆိုတာလဲသာသနာပေါင်းဝင်လာလို့ခဒိရဝဏိယရှားတော်ကြီးထဲမှာတရားဓမ္မကိုကျင့်ကြံကြိုးကုပ်အားထုတ်ပြီးခေါင်းပါတဲ့အကျင့်နဲ့အသက်မွေးလို့ခေါင်းပါတဲ့အကျင့်နဲ့အသက်မွေးသည့်အတွက်ကြောင့်ထိုမထေရမြတ်ခဒိရဝဏိယရှားတော်နေရှင်ယေဝရဆိုတဲ့နာမည်နဲ့ထင်ရှားကျော်ကြားခဲ့ပါတယ်အဲဒီလိုရှင်သာရိပုတ္တရာရဲ့ညီတော်၃ပါးဟာလည်းပဲသာသနာတော်မှာထင်ပေါ်ကျော်ကြားတဲ့ယဟန္တာအရှင်မြတ်တွေဖြစ်လာခဲ့ဒီလိုနောင်တော်ကြီးရှင်သာရိပုတ္တရာသာသနာပေါင်းဝင်ပြီးတရားဓမ္မကျင့်ကြံကြိုးကုပ်အားထုတ်တဲ့အခါကျတော့အိမ်တော်ရဲ့သားကျသွားပြီးဖြစ်တဲ့နှမတော်၃ယောက်ကစဉ်းစားကြတယ်တို့ရဲ့နောင်တော်ကြီးဝင်ရောက်သွားတဲ့ဝင်ရောက်ခိုလုံပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်နေတဲ့အယူဝါဒသာသနာတော်ဟာအောက်တန်းကျတာတော့မဖြစ်နိုင်ဘူးအောက်တန်းကျတဲ့သာသနာမှန်ကန်မှုမရှိတဲ့လမ်းစဉ်ဆိုရင်တို့ရဲ့နောင်တော်ကြီးဟာအမတန်မှဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကြီးဖြစ်တော့
မှန်ကန်မှုမရှိတဲ့သာသနာမျိုးမှာဝင်ရောက်ပြီးတော့ယဟန်ပြုမှာမဟုတ်ဘူးအညံစားသာသနာမဟုတ်တော့ဘူးတို့ရဲ့နောင်တော်ကြီးအလေးနဲ့ထားပြီးတော့ဝင်ရောက်သွားတဲ့သာသနာဟာအမတန်အဆင့်တန်းမြင့်ပြီးတော့ထူးခြားလေးနဲ့ပြီးမှန်ကန်တဲ့သာသနာတော်ဖြစ်မှာပဲဆိုတဲ့အတွေးခေါ်နဲ့မိမိတို့ရဲ့အိမ်တော်လက်သားအိမ်ရှင်ယောက်ျားသားသမီးများကိုစွန့်ပြီးတော့ဘိက္ခုနီဘဝကိုကူးပြောင်းလာခဲ့ကြတာကနမတော်3ယောက်အဲဒီနမတော်3ယောက်ကအကြီးဆုံးကစာလာလို့ခေါ်ပါတယ်ဒုတိယကဥပစာလာတတိယကတိတုပစာလာလို့သာသနာတော်မှာစာလာဥပစာလာတိတုပစာလာလို့ဆိုတဲ့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်ဘိက္ခုနီ3ပါးတို့ရဲ့ဓမ္မအမြင်ကိုဘုန်းကြီးတို့ဒီကနေ့ဟောကြရအောင်နာကြရအောင်ဒီနမတော်3ပါးဟာဓမ္မအမြင်နဲ့ပတ်သက်ပြီးတော့ထူးခြားကြပါတယ်ထိုဘိက္ခုနီနမတော်3ဦးရဲ့နမတော်3ပါးရဲ့ဓမ္မအမြင်များကိုဘုန်းကြီးတို့ပိဋကစာပေမှာထေရီဂါထာလို့ခေါ်တဲ့ကျမ်းစာမှာလည်းမှတ်တမ်းတင်ထားတာရှိပါတယ်ထေရီဂါထာမှာစာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေဥပစာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေတိတုပစာလာဘိက္ခုနီမှရွတ်ဆိုခဲ့တဲ့ဂါထာတွေအဲ့ဒီမထေရီမ3ဦးရွတ်ဆိုခဲ့တဲ့ဂါထာတွေကိုထေရီဂါထာမှာမှတ်တမ်းတင်ထားတယ်သို့တော်ဒီကနေ့ဘုန်းကြီးတို့တွေဟောဖို့နာဖို့ဓမ္မအမြင်ကထေရီဂါထာမှာမှတ်တမ်းတင်ထားတာမဟုတ်ဘဲနိကေ900တွင်သံယုတ္တနိကေမှာအပါဝင်ဖြစ်တဲ့ဘိက္ခုနီတန်ယုတ်ဆိုတာရှိပါတယ်ဘိက္ခုနီမတွေရဲ့ထူးခြားတဲ့ဓမ္မအမြင်တွေကိုသီးသန့်စီစဉ်ပြီးတော့အခန်းကဏ္ဍတရားအနေနဲ့မှတ်တမ်းတင်ထားတဲ့ကဏ္ဍလေးကဘိက္ခုနီတန်ယုတ်လို့ခေါ်ပါတယ်ဘုန်းကြီးတို့သာသနာ့နယ်ဝင်သီလရှင်ဆရာလေးတွေဆရာကြီးတွေအမတန်လေ့လာဖို့ကောင်းတဲ့ဘိက္ခုနီတန်ယုတ်ပေါ့အဲ့ဒီဘိက္ခုနီတန်ယုတ်မှာအမျိုးသမီးလောကသာသနာတော်မှာထင်ရှားတဲ့ဘိက္ခုနီမတွေဓမ္မအမြင်ဟာအမတန်ထူးခြားခဲ့ပါတယ်ထူးခြားတဲ့ဓမ္မအမြင်တွေကိုဘိက္ခုနီတန်ယုတ်မှာမှတ်တမ်းတင်ထားအဲ့ဒီမှတ်တမ်းတင်ထားတဲ့ဘိက္ခုနီတန်ယုတ်လာသုတ်တံ10မျိုးထဲမှာစာလာသုတ်ဥပစာလာသုတ်တိတုပစာလာသုတ်လို့သုတ်တံ3ခုခွဲခြားလျက်မှတ်တမ်းတင်ထားတာရှိပါတယ်အဲ့ဒီသုတ်တံတွေအားလုံးဟာဆက်ဆက်မှုကတော့တစ်ခုတည်းပဲဖြစ်တယ်ဘုန်းကြီးတို့စာလာဥပစာလာတိတုပစာလာဆိုတဲ့ရှင်သာရိပုတ္တရာရဲ့နမတော်3ဦးဟာအိမ်ဆွန့်ရာဆွန့်မိမိတို့ရဲ့သားသမီးများကိုဆွန့်ပြီးတော့ဂရဝါဒလူပေါင်းကခွာရှောင်လို့သာသနာပေါင်းဝင်ပြီးဘိက္ခုနီဘဝရောက်လာတဲ့အခါမှာရှင်တော်ဘုရားဟောကြားတော်မူအပ်တဲ့တရားကိုအားထုတ်ရင်အဆင့်အမြင့်ဆုံးဖြစ်တဲ့အရတ္တမေရတ္တဖို့ရောက်ပြီးတော့ယဟန္တာအရှင်မတွေဖြစ်သွားကြပါတယ်အဲ့ဒီလိုယဟန္တာအရှင်မတွေဖြစ်သွားတဲ့အခါမှာသူတို့တွေဟာအလုံးသိကြတဲ့အတိုင်းမကရတိုင်းရာဇချိုနယ်ကနာလကရွာသူရွာသားတွေဖြစ်တယ်သို့တော်လည်းပဲဒီဘိက္ခုနီမတွေဒီသုတ်တံဖြစ်ပေါ်လာတဲ့နေရာဒေသကတော့မကရတိုင်းမှာမဟုတ်ပါဘူးကောသလတိုင်းသာဝတိမြို့အနီးမှာရှိတဲ့ဇေဒဝန်ကျောင်းကြီးဆိုတာအဲ့ဒီဇေဒဝန်ကျောင်းကြီးနဲ့ဆက်ဆက်လျက်အမတန်ကြီးမားကျယ်ပြန့်တဲ့တောကြီးတစ်ခုရှိပါတယ်အဲ့ဒီတောအုပ်ကြီးကိုအန္တဝနသူခန္တောလို့ခေါ်တယ်အဲ့ဒီအန္တဝနသူခန္တောကြီးထဲမှာနေခါကာလမှာဆိုလို့ရှိရင်ယဟန္တာအရှင်မြတ်တွေထေရီမတွေ
သေတပင်ရင်ဝါတွင်အောက်မှာသွားလို့မိမိတို့ရရှိထားတဲ့တရားများကိုနှလုံးသွင်းကတမ္မာပတ်ချမ်းသာကိုခံစားကနေလိရှိကြပါတယ်အခုဒီသုတ်တန်တွေဖြစ်ပေါ်လာတဲ့အချိန်မှလည်းပဲထိုညင်အမသုံးပေါ်ဘိက္ခုနီအကျော်တို့ဟာလည်းပဲထိုအန္တဝနဆိုတဲ့တောကြီးထဲမှာနေတတ်ရာအနေနဲ့တမ္မာပတ်ဝင်စားရင်ရောက်ရှိနေခဲ့ကြတာဖြစ်ပါတယ်အဲ့ဒါလို့တမ္မာပတ်ဝင်စားရင်ရောက်ရှိနေတဲ့အချိန်မှာတောကြီးဆိုတာတော့အလုံးသိကြတဲ့အတိုင်းအန္တဝနဆိုတဲ့တောကြီးဟာတပုံနေခုံအောင်လို့အလွန်ကြောက်စရာကောင်းတဲ့သားရဲတိရစ္ဆာန်တွေပေါ်တဲ့တောကြီးတစ်ခုဖြစ်ပါတယ်တစ်ချိန်တုန်းကအဲ့ဒီတောထဲမှာတပုံ900ဟာခုံအောင်ပြီးဇေရွန်အကြောင်းကိုအချမ်းရံနဲနဲနဲ့စစ်တပ်အဆောင်ရှောက်အနီးငယ်နဲ့ရောက်လာလေးရှိတတ်တဲ့ကောသလမင်းကြီးကိုဝိုင်းဖမ်းပြီးတော့ထီးနှန်းကိုရုပ်သိမ်းပြီးဖမ်းဖို့အစီအစဉ်လုပ်ဖို့အကြံစီတောင်ကြံစီခံခဲ့ရဘူးပါတယ်အဲ့ဒါလောက်နဲ့တဲ့တောကြီးဒီလိုတောကြီးထဲမှာဝင်ရောက်ပြီးတော့ဒီထေရီမတွေဟာမိမိတို့ရဲ့နှလုံးသွင်းမြဲဖြစ်တဲ့တရားဓမ္မဖြင့်ဝိဝေကဌာနအေးချမ်းတဲ့ဝိဝေကဒုက္ခအေးမြတဲ့ချမ်းသာဒုက္ခစိတ်ငြိမ်တဲ့ချမ်းသာဒုက္ခအရသာကိုခံစားရင်ဝင်ရောက်နေထိုင်ကဒီသုတ်တံလေးတွေဖြစ်ပေါ်လာတယ်လို့သုတ်တံဖြစ်ပေါ်အကြောင်းချင်းချုပ်လေးကိုဒီလိုမှတ်သားထားအဲ့တော့ကောင်းပြီဒီသုတ်တံ3ခုစလုံးဟာတခုတည်းသောဌာနမှာဖြစ်ပေါ်လာကြတနေ့တော့အခါမှာစာလာအမည်ရှိတဲ့ဘိက္ခုနီမနာနဲ့မိုးတောက်လင်းရောက်တဲ့အခါမှာသင်္ကန်းတပိတ်ပြိဋ္ဌာများပြင်ဆင်ဝတ်ယုံလျက်သာဝတိမြို့ထဲဆွမ်းကံဝင်ဆွမ်းပါဘုံပေ3ဆောင်ပြီးတဲ့နောက်နေတတ်ရာအနေနဲ့ဘိက္ခုနီမတွေဆိုတာနေတဲ့အခါမှာသာဝတိမြို့အတွင်းမှာဘိက္ခုနီကျောင်းရှိပါတယ်ညအခါမှာတော့ဘိက္ခုနီမတွေအပြင်နေခွင့်မရှိပါဘူးဥပတ္တယလို့ဆိုတဲ့ဘိက္ခုနီကျောင်းဟာသာဝတိမြို့ထဲမှာရှိအမျိုးသမီးတွေဆိုတော့လုံခြုံရေးအတွက်အမျိုးသားရဟန်းတော်တွေလိုတောရကျောင်းတွေမှာနေရတာမဟုတ်အဲ့ဒါကြောင့်မို့လို့မြို့ထဲမှာရှိတဲ့ဘိက္ခုနီဥပတ္တယကျောင်းမှာညအခါမှာသတင်းသုံးတော်လဲနေပိုင်းမှာအေးအေးဆေးဆေးတပါးတဲ့သက်တပင်ရင်ဝါတပင်အောက်တရားနှလုံးသွင်းဖို့ဆိုပြီးတော့အန္တဝနလို့ခေါ်တဲ့တောကြီးထဲမှာရောက်ရှိနေပါတယ်အဲ့ဒါလိုရောက်ရှိနေတဲ့အချိန်မှာစာလာမြေရှိတဲ့ဘိက္ခုနီမအနီးမှာတူတယောက်သောပုဂ္ဂိုလ်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီပုဂ္ဂိုလ်ကတော့တခြားမဟုတ်ပါဘူးသူတော်မြတ်များကိုအမြဲတမ်းလိုက်လံပြီးနှောက်ယှက်နေတတ်တဲ့အနှောက်အယှက်ပေးရမှစိတ်ချမ်းသာတဲ့မဏ္ဍပါပဲနော်အဲ့ဒီမဏ္ဍဟာဘိက္ခုနီမအေးစေးစေးတရားဓမ္မနှလုံးသွင်းပြီးတော့နေတာကိုလာနှောက်ယှက်တဲ့အနေနဲ့မေခွန်းပု္ပ္ပာများလာမေးတယ်သူကဘယ်လိုမေခွန်းစတင်မေးလိုက်သလဲလို့ဆိုရင်ဂိဏုတွန်ဘိက္ခုနီနာရောစေတိဘိက္ခုနီတံသင်္နီဂိအဘေယကိုနာရောစေတိမနှစ်သက်ပါသနီဘာများမနှစ်သက်တာရှိတယ်လဲသင်မနှစ်သက်တာဘာလဲဆိုတဲ့ဒီမေခွန်းကိုမေးလိုက်တာဘုန်းကြီးတို့မျိုးကောင်းသားမျိုးသားသမီးတွေဒီမေခွန်းလေးကိုစဉ်းစားကြည့်မင်းမနှစ်သက်တာဘာလဲလို့မေးလို့ရှိရင်အဖြေတော့အမျိုးမျိုးထွက်လိမ့်မယ်ထင်ပါတယ်စာလာဘိက္ခုနီမကဘယ်လိုဖြေသလဲလို့ထင်ကြတယ်လေစာလာမြည်ရှိတဲ့ဘိက္ခုနီမထေရကသူမနှစ်သက်တာဘာလဲဆိုရင်ဇာတိန်ခွာအာဟုသောနရောစေမိအာဟုသောဥဒယကအဟံငါသည်ဇာတိန်ပရိသန္တိနေရခြင်းလို့ဆိုတဲ့ဇာတိတရားကိုနာရောစေမိမနှစ်သက်ပါမနသားကနေပြီးတော့အိုဘိက္ခုနီမသင်မနှစ်သက်တာဘာလဲလို့မေးမြန်းလျောက်ထားတဲ့အခါမှာငါဇာတိတရားကိုမနှစ်သက်ဘူးရဲ့လို့စာလာမြည်ရှိတဲ့ဘိက္ခုနီမကဒီလိုဖြေလိုက်ပါတယ်ဟာဒီအမေးဖြေလေးကစဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေတရားချစ်ခင်သူတော်စင်ပြိဿတ်တွေနေနဲ့လဲစဉ်းစားကြည့်ပေါ့
တို့မနှစ်သက်တာဘာလဲဆိုတာကိုယ့်ကိုယ်မေခွန်းထုတ်ကြည့်မေခွန်းထုတ်ပြီးတော့အဖြေမှန်ကိုရှာကြည့်စာလာမြင်ရှိတဲ့ဘိက္ခုနီမကတော့သူ့ရဲ့ဓမ္မအမြင်နဲ့ဖြေလိုက်တာသူမနှစ်သက်တာပါတဲ့ဇာတိတရားကိုသူမနှစ်သက်ပါဘူးဇာတိဆိုတာဘဝတစ်ခုမှာဖြစ်ပေါ်လာမှုမွေးဖွားလာမှုကိုမနှစ်သက်ဘူးလူလောကမှာလူအဖြစ်လည်းမမွေးခြင်းဘူးနတ်လောကမှာနတ်လည်းမဖြစ်ခြင်းဘူးဗြဟ္မပြေမှာလည်းဗြဟ္မာလည်းမဖြစ်ခြင်းဘူးဘယ်ဘုံဘဝမှမဖြစ်ခြင်းဘူးဖြစ်ခြင်းဆိုတဲ့ဇာတိတရားသူမကြိုက်ဘူးတဲ့မကြိုက်ဆုံးတရားဟာဇာတိတရားပဲလို့ဒီလိုဆိုတယ်နော်အဲ့ဒီတော့မန္တသားကထပ်ပြီးတော့မေးတယ်ဂိဏုဇာတိနာရောစေတိဇာတောကာမဏိဘုံစတိကောနုတံဣဒမတပိဇာတိမာရောစဘိက္ခုနီဂိဏ်ပဲကြောင့်တွန်းသိသည်ဇာတိဇာတိတရားကိုနာရောစေတိမနှစ်သက်ပါသနည်းဇာတောမွေးဖွား၍လာတဲ့ပုဂ္ဂိုလ်သည်ကာမဏိကာမချမ်းသာတို့ကိုဘုံစတိသုံးဆောင်ခံစားရလေလူလောကမှာလူရဲလို့ဖြစ်လာတာသင်ကမကြိုက်ဘူးလို့ပြောတယ်လူလောကမှာလူရဲလို့ဖြစ်လာမှကာမဂုဏ်ချမ်းသာတွေခံစားရတော့မပေါ်လူဘဝလူစည်းစိမ်ခံစားရတော့မပေါ်နတ်ဘဝနတ်ဖြစ်မှပဲနတ်စည်းစိမ်ခံစားနိုင်တော့မပေါ်ဗြဟ္မာဖြစ်မှဗြဟ္မာစည်းစိမ်ခံစားနိုင်တော့မပေါ်လောကမှာမွေးဖွားပြီးမလာဘူးဆိုရင်ဘယ်လိုကာမချမ်းသာတွေကိုခံစားနိုင်ပါမလဲဇာတော်မွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ကာမဏိကာမချမ်းသာတို့ကိုဘုံစတိသုံးဆောင်ခံစားရလေ၏ဘိက္ခုနီကိုဘိက္ခုနီတွင်တင်သည်ဇာတိမွေးဖွား၍လာခြင်းလို့ဆိုတဲ့ဇာတိတရားကိုမာရောသမနစ်သက်လေးလင်ဣတိတို့ကောအဘယ်မြည်ရှိတဲ့လူမိုက်ကတန်သင်ကိုဣဒံဤအယူဆကိုအာဓာပိဆွဲယူစေပြီသည်နိဣတိတို့မာရောမနတိဣဒံဝဇနံဤကဲ့သို့သောအမေပု္ပ္ပာစကားကိုအဝေါစာကောင်းစွာမသွေပြောဆိုခဲ့ပါပေတည်းတဦးတယောက်တည်းတစ်ပင်ရင်းအောက်မှာတိတ်ဆိတ်ငြိမ်သက်စွာဓမ္မနဲ့ပျော်မွေ့နေတဲ့စာလာမြည်ရှိတဲ့ဘိက္ခုနီမအနီးချင်းကပ်ပြီးတော့ဘာကိုမကြိုက်သလဲဆိုတဲ့မေကွန်မေးလိုက်တော့ဇာတိကိုငါမကြိုက်ဘူးလို့ဘိက္ခုနီမကဖြေတယ်အဲ့လိုဖြေလိုက်တဲ့အခါဘာဖြစ်လို့ဇာတိကိုမကြိုက်ရသလဲလောကမှာမွေဖွားလာမှသာလျှင်ကာမချမ်းသာတို့ကိုခံစားနိုင်တာဖြစ်တယ်ဇာတိတရားကိုမနှစ်သက်လင်းလို့သင်ကိုဒီအယူဆကိုဘသူကနေပြီးခံယူကျင့်သုံးစေသလဲဇာတိတရားမနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာလောကမှာလူမိုက်ပဲလို့မဏ္ဍကြီးကဆိုလိုတာပေါ့အဘယ်လူမိုက်မဲတဲ့ပုဂ္ဂိုလ်ကသင်ဇာတိတရားကိုမနှစ်သက်နဲ့လို့ဒီတရားဒီအယူဝါဒကိုသင်ကြားပေးထားတာလဲလို့အဲ့လိုမဏ္ဍကပြောဆိုလိုက်တဲ့အခါမှာဘိက္ခုနီမကဇာတသမရဏဟောတိဇာတောဒုက္ခာနိဘုဒ္ဓတိဗန္တံဝတံပရိကလေတံတတ္တမဇာတိနာရောစေမဏ္ဍကြီးကိုပြန်ပြောလိုက်တာရှင်းရှင်းလေးပဲနော်ဇာတသလောကမှာမွေဖွား၍လာသောပုဂ္ဂိုလ်မရဏံသေဆုံးရခြင်းသည်ဟောတိစင်စစ်မသွေဖြစ်ပါပေတော့၏ဘာဖြစ်လို့ဇာတိမကြိုက်ဘာဖြစ်လို့ဘဝတစ်ခုမှာဖြစ်လာရတာမကြိုက်တယ်လဲဆိုဖြစ်လာရင်သေရမှာဖြစ်လို့မကြိုက်တာဒီအချက်ဟာရှင်းရှင်းလေးပဲအားလုံးသိနေကြတဲ့အချက်အလေးနဲ့စဉ်းစားလို့ရှိရင်ဖြစ်လာပြီးတဲ့နောက်မသေးတဲ့ပုဂ္ဂိုလ်ဆိုတာလောကမှာမရှိဘူးနတ္ထိဇာတသအမရဏဇာတသမွေးဖွားလာတဲ့ပုဂ္ဂိုလ်ရဲ့အမရဏမသေးခြင်းမြည်သည်နတ္ထိမရှိကဲဇာတိတရားဟာကြိုက်เสียပဲရှိဖြစ်လာပြီးတဲ့နောက်သေရမှာဇာတိတရားရဲ့အဆုံးသတ်ဟာသေခြင်းသာလျှင်ဖြစ်တယ်သေတာကိုကြိုက်သလားလို့မေးရင်ဘယ်သူမှမကြိုက်ပါသို့တော့ဖြစ်ချင်သလားဆိုရင်တော့ဖြစ်ချင်ကြအောင်ပဲဖြစ်ချင်တယ်ဆိုလို့ရှိရင်သေချင်တယ်ဆိုတာနဲ့အတူတူပါပဲအဲ့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာနမတော်ဖြစ်တဲ့သာလာဘိက္ခုနီမရဲ့ဓမ္မအမြင်ဇ
ဇာတသမွေးဖွာလာတဲ့ပုဂ္ဂိုလ်ဤမရဏံသေဆုံးရခြင်းသည်ဟောတိစင်စစ်မဲ့သွေးဖြစ်ပါပေတော့၏ဒါရင်လားမွေးလာတဲ့ပုဂ္ဂိုလ်ဟာသေရတယ်ဆိုတာသေခြင်းမှာအဆုံးသတ်ရုံဒီလောက်တင်ပဲလားဆိုတော့မဟုတ်သေးဘူးဇာတော်မွေးဖွာလာတဲ့ပုဂ္ဂိုလ်သည်ဒုက္ခနိဆင်းရဲဒုက္ခတို့ဖုတ်တတိတွေ့ကြုံခံစားရလေတော့၏မွေးလာပြီးတဲ့နောက်ဆင်းရဲဒုက္ခတွေကလည်းအမျိုးမျိုးခံစားကြရဘုန်းကြီးတို့လူလောကလူရည်လို့မွေးလာတဲ့ကလေးဟာဟဲ့ပက်ပက်ရေမောပြီးမွေးလာတဲ့ပုဂ္ဂိုလ်ဟာမရှိသလောက်မွေးလာတဲ့အချိန်မှာအော်ဟစ်ငိုကြွေးပြီးတော့မွေးလာခဲ့ကြရတာဖြစ်ပါတယ်မွေးလာကြတဲ့ကငိုးယိုပြီးတော့လူလောကရောက်လာအငိုနဲ့စအငိုနဲ့ဆုံးရတာအဲ့တော့ဘယ်မှာကောင်းမလဲနော်ဇာတောဒုက္ခနိဗုဒ္ဓတိဇာတောမွေးဖွားလာတဲ့ပုဂ္ဂိုလ်သည်ဒုက္ခနိဆင်းရဲဒုက္ခတို့သို့ဖုဒ္ဓတိတွေ့ကြုံခံစားရလေတော့၏ဆင်းရဲဒုက္ခအမျိုးမျိုးတဲ့လုံးဝမရှောင်လွှဲနိုင်တဲ့ဆင်းရဲဒုက္ခလူတိုင်းကြုံတွေ့ရတဲ့ဆင်းရဲဒုက္ခဘာတွေလဲမွေးလာတဲ့ပုဂ္ဂိုလ်ဟာမသေးခင်ပိုရတယ်ဆိုတဲ့ဆင်းရဲဒုက္ခခံစားရပယေတွေမတွန့်ခြင်းပဲနဲ့တွန့်လာတယ်သွားတွေမကျိုးခြင်းပဲနဲ့ကျိုးလာတယ်ဆံပင်လေးမဖြူခြင်းပဲနဲ့ဖြူလာတယ်မျက်စိတွေဘယ်သူမှမမွဲခြင်းခါဘယ်သူမှမကိုင်းခြင်းသို့တော့ဒီအခြေအနေတွေအားလုံးဟာဇာတိရထားပြီဆိုတာနဲ့လူလောကမှာကြားလာတဲ့အချိန်တိုင်းမှာဒါတွေတွေ့ကြုံခံစားလာရပါတယ်စရာရင်လားလို့ဆိုရင်မဟုတ်ဘူးဗျာတိဟိုနာကနာဒီနာကနာဟိုနာကယောဂါတွေဖြစ်ဒီနာကယောဂါတွေဖြစ်ကမ္ဘာလောကကြီးမှာဒီယောဂါတွေတက်တာကြောင်းဆိုပြီးတော့ဆေးရုံကြီးတွေတီဆောက်ပြီးတော့တက်တာကြောင်းရှာကြရဆေးဝါးပညာတွေတက်အောင်သင်ကြရဆေးဝါးတွေဖော်ဆက်ရကုကြရသားကြရသို့တော်လည်းနောက်ဆုံးကြတော့ဘာဖြစ်မရဏကိုတွားကြတာကြည့်ပဲနော်တကယ်စဉ်းစားကြည့်လိုက်မယ်ဆိုရင်ဇာတိတရားရဲ့နောက်ဆုံးလမ်းဟာမရဏပဲအဲ့ဒီလိုဆင်းရဲဒုက္ခတွေမွေးဖွားလာတဲ့ပုဂ္ဂိုလ်မှာတွေ့ကြုံခံစားရတယ်လူတိုင်းမရှောင်လွှဲနိုင်တဲ့ဒုက္ခအချို့ပုဂ္ဂိုလ်တွေကြဒီတဲ့ပိုသေးတယ်ဗန္တံအချုပ်နှောင်ခံရခြင်းတို့၎င်းတချို့ပုဂ္ဂိုလ်တွေကြတော့ရန်သူတွေရဲ့ဖန်ဆီးချုပ်နှောင်မှုကိုလည်းခံကြရတယ်ဝရံတပ်ဖြတ်ညှင်းဆဲခံရခြင်းတို့၎င်းပရိကလေတံကျွမ်းကြံတဲ့ဘေးရန်အန္တရာယ်ဆင်းရဲဒုက္ခမှန်သမျှတို့သို့၎င်းဗုဒ္ဓတိကောင်းစွာမသွေဆက်ရောက်ရပါလေတော့ဟောမွေးလာတဲ့ပုဂ္ဂိုလ်ဟာအချုပ်အနှောင်ခံရတာမွေးလာလို့ခံရတယ်သူတစ်ပါးရဲ့အသက်ဖြတ်အညှင်းဆဲတွေခံရတယ်ကြံတဲ့ဆင်းရဲဒုက္ခအမျိုးမျိုးတွေကိုလည်းလောကကြီးမှာခံနေကြရတယ်ဒါဟာမွေးဖွားလာလို့ဖြစ်ရတဲ့ဒုက္ခတွေပဲလို့ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်စာလာဘိက္ခုနီမကဒါသမထို့ကြောင့်ဇာတိဇာတိတရားကိုအဟံငါသည်နာရောစေမိမနှစ်သက်ပါဤနည်းလိုစာလာမြည်ရှိတဲ့ဘိက္ခုနီမသည်ဧတံဝေစနံဤကဲ့သို့သောတရားစကားကိုအဝါစာကောင်းစွာမသွေဟောကြားခဲ့ပါပေတည်းဒါကြောင့်ဇာတိတရားကိုငါမနှစ်သက်ဘူးဆိုတာအကြောင်းနေပြပြီးတော့ဖြေခဲ့တယ်မဏ္ဍကြီးကကောနုတံဣဒမာဓပယတိဇာတိမာရောသဘိက္ခုနီဇာတိတရားကိုမနှစ်သက်နဲ့ဆိုတဲ့ဒီယူဝါဒဇာတိတရားကိုမနှစ်သက်ဖို့လို့ဆိုတဲ့ယူဝါဒဘသူကနေယူစေတာလဲဘယ်လိုလူမိုက်ကယူစေတာလဲဆိုတာအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဘိက္ခုနီမကလူမိုက်ကယူစေတာမဟုတ်ဘူးဇာတိတရားကိုမနှစ်သက်ဖို့ဟောခဲ့တာဘုရားမြတ်စွာပဲဖြစ်တယ်ဆိုတဲ့အကြောင်းကိုဗုဒ္ဓဓမ္မမတေတေတိဇာတိယသမတေကမံသဗ္ဗဒုက္ခပါဏာယသောမံသစ္စေနိဝေတိမာရဩမနဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပိုင်းခြားထင်ထင်သိမြင်တော်မူပြီးဖျားရှင်ကိုယ်တော်မြတ်ကြီးသည်ဇာတိတရားကိုသမတေကမံလွန်မြောက်ကြောင်းဖြစ်တဲ့ဓမ္မံသစ္စာတရားကိုအတေတေသိကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီဇာတိဆိုတာဆင်းရဲဒုက္ခတွေအမျိုးမျိုးနဲ့ရင်ဆိုင်ရတယ်
အဲ့ဒီဇာတိကိုကြော်လွှားဖို့ရာနိလန်ဖြစ်တဲ့ဓမ္မကိုမြတ်စွာဘုရားကဟောခဲ့ပါတယ်သဗ္ဗဒုက္ခပါဏာယကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာဆင်းရဲဒုက္ခတို့ဖယ်ရှားနိုင်ရန်လို့ငါဗုဒ္ဓမြတ်စွာဘုရားသည်သောဗုဒ္ဓထိုမြတ်စွာဘုရားသည်မင်္ဂကိုသစ္စေပရမတ္ထသစ္စာလို့ခေါ်တဲ့နိဗ္ဗာန်တရား၌နိဝေတိတွင်ထားတော်မူခဲ့လေပြီငါကိုမြတ်စွာဘုရားကဆင်းရဲဒုက္ခအလုံးကိုဖယ်ရှားနိုင်ဖို့အတွက်အမှန်တရားပေါ်မှာတွင်ပေးထားခဲ့တယ်အမှန်တရားမှာငါကိုတည်စေခဲ့တယ်သဗ္ဗဒုက္ခပါဏာယကျွမ်းမဲ့ဥဒ္ဒုံလုံးစုံများစွာဆင်းရဲဒုက္ခတို့ဖယ်ရှားနိုင်ရန်လို့ငါသောထုသစ္စာလေးပါးမြတ်တရားကိုပိုင်ခြားသင်ထင်သိမြင်တော်မူပြီးဖျားရှင်ကိုယ်တော်မြတ်ကြီးသည်မင်္ဂကိုစကားကိုအဝေါစာကောင်းစွာမတွေ့ဟောကြားခဲ့ပါပေတည်းဇာတိရဲ့ဆင်းရဲတာတွေကိုရှင်းလင်းဖော်ပြပြီးတော့ဇာတိရဲ့ကုံရမြုံရဖြစ်တဲ့ပရမတ္ထသစ္စာလို့ခေါ်တဲ့အမှန်တရားပေါ်မှာမြတ်စွာဘုရားငါ့ကိုပို့ဆောင်ပေးထားခဲ့တာလို့သာလာမြည်ရှိတဲ့ဘိက္ခုနီမကရှင်းလင်းပြောကြားပြီးတဲ့နောက်မှာယေသရူပုဘဂသတ္တာယေသအရူပထာယိနောနိရောဓံအပဇာနန္တာအာဂန္တာရောပုဏ္ဏဘဝံလောကမှာဗြဟ္မာကိုးကွယ်တဲ့လူတွေကိုးကွယ်နေကြတဲ့တက်တန်းရှိပါတယ်ဆိုတဲ့ဗြဟ္မာကြီးတွေကဘာချီပြီးတော့အသက်ရှည်တဲ့ဗြဟ္မာကြီးတာမန်လူလောကအနေကြည့်မယ်ဆိုရင်မအိုးမနာမသေးရလို့ထင်ရလောက်အောင်တက်တန်းရှည်တဲ့ဗြဟ္မာကြီးတွေအဲ့ဒီဗြဟ္မာကြီးတွေဟာလည်းနိရောဓလို့ခေါ်တဲ့နိဗ္ဗာန်သစ္စာကိုနိရောဓသစ္စာနိဗ္ဗာန်အမှန်တရားကိုမသိသေးလို့ရှိရင်ဘဝသစ်တို့သွားကြရမှာကြီးပဲတဲ့ယေတတကျင်တတဝါတို့သည်ရူပုဘဂရူပဘုံ၌ရောက်၍နေကြကုန်၏ရူပဘုံသို့ရောက်၍နေကြကုန်၏ယေသတ္တကျင်တတဝါတို့သည်အရူပထာယိနောအရူပဘုံ၌ရောက်ရှိတည်နေကြလေကုန်၏တေထုရူပဘုံအရူပဘုံတို့၌ရောက်ရှိ၍နေကြတဲ့သက်တမ်းအလွန်ရှိကြလာတဲ့ဗြဟ္မာကြီးတို့သည်နိရောဓံနိရောဓသစ္စာကိုအဇာနန္တာမသိကြရကုန်သည်ရှိသောပုဏ္ဏဘဝံဘဝတိသို့အာဂန္တာရောရောက်လာကြရကုန်၏ဣတိသို့သာလာမြည်ရှိတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သွေဟောကြားခဲ့ပါပေတည်းသာလာဘိက္ခုနီမကဒီလိုရှင်းပြောလိုက်တဲ့အခါမဏ္ဍကြီးဟာဘာမှပြောစရာမရှိတော့ဇာနာတိမံသာလာဘိက္ခုနီသာလာမြည်ရှိတဲ့ဘိက္ခုနီမသည်မင်္ဂကိုဇာနာတိသိ၍သွားလေပြီမဏ္ဍကြီးကတခြားပုဂ္ဂိုလ်ရောင်ဆောင်းလာပြီးတော့အနှောက်အယှက်ပေးဖို့ဘေးခွန်းနေလာမေးတာမေးလိုက်တဲ့အခါကျတော့သူ့အကြိုက်မတွေ့တော့ငါမှန်သိသွားပြီမဏ္ဍကြီးမှန်သိသွားပြီဆိုပြီးထိုနေရာမှာပဲရုတ်တရက်ပျောက်ကွယ်ထွက်ခွာသွားပါတယ်ဒီလိုအကြီးဆုံးနှမတော်စီလာရောက်နှောက်ယှက်ပြီးတဲ့အခါမလန်းမကန်းတစ်ပင်အောက်မှာထိုင်နေတဲ့ဥပသာလာဆိုတဲ့ဘိက္ခုနီမစီရောက်သွားပြန်တယ်အလွန်နှောက်ယှက်နိုင်တဲ့မဏ္ဍကြီးနော်ဥပသာလာဘိက္ခုနီမတစ်ပင်အောက်မှာတမ္ပဘချမ်းသာခံစားပြီးတူတယောက်တည်းထိုင်ပြီးနေတယ်အဲ့ဒီအချိန်မှာအနာကတ်သွားခြိတံပေးလိုက်တဲ့အခါကျတော့ဟိုကသမဘကထဘသူပါလိမ့်လို့တတိထားလိုက်တဲ့အချိန်မှာမေခွန်းတစ်ပုဒ်ကောက်ပြီးမေးလိုက်တယ်ကတ္တနုခောတွန်ဘိက္ခုနီဥပ္ပိစိတုကာမဘိက္ခုနီတွန်သေးနီကတ္ထအဘေပုံမဝ၌ဥပ္ပိစိတုကာမဖြစ်ခြင်းကအလိုရှိသည်အတိဖြစ်ပါသနည်းဘယ်ပုံဖြစ်ခြင်းတုံးဘယ်ဘဝဖြစ်ခြင်းတုံးဆိုရင်မေခွန်းမေးပြန်ဥပသာလာဘိက္ခုနီမကြီးသွားပြီးတော့ဘယ်ဘုံဘယ်ဘဝရောက်ချင်တယ်လဲဆိုတဲ့မေခွန်းသွားမေးတဲ့အခါကျတော့ဘိက္ခုနီမကဘာပြန်ပြောတော့နခွာဟံအာဟုသောကတ္တစီဥပ္ပိစိတုကာမအာဟုသောဥဒယကအဟံငါသည်
ကတ္ထစီမြည်သည့်ဘုံ၌မှာဩပိစိတုကာမဖြစ်ခြင်းငါအလိုရှိသည်နတ်အမိမဖြစ်ပါဘယ်ဘုံမှမဖြစ်ချင်ပါဘူးတဲ့အဲ့လိုပြောလိုက်တော့မနကထပ်ဆင့်ပြီးပြောပြန်တယ်တာဝရိန္ဒသာယာမသတုတ်တိတာသာပိဒေဝတာနေမာနရတိနောဒေဝယေဒေဝဝတဝတိနောတထာစိတ်တံပဏိဒေဟိရတိပစ္စနုဘုဒ္ဓတိတာဝရိန္ဒသာတာဝရိန္ဒနတ်တို့သည်၎င်းယာမသယာမနတ်တို့သည်၎င်းတုတ်တိတာသာပိဒေဝတာတုတ်တိတာနတ်တို့သည်၎င်းနေမာနရတိနောနေမာနရတိနတ်တို့သည်၎င်းဝတဝတိနောဝတဝတိဘုံ၌ဖြစ်ကြကုန်သောယေဒေဝအကျဉ်နတ်တို့သည်၎င်းတန်တိထင်ရှားမသွေရှိကြပါပေကုန်၏နတ်ပြည်6ထပ်စတုမာရိခြံထားပြီးတော့တာဝရိန္ဒဘုံကနေစပြီးတော့နတ်ပြည်တွေရှိတယ်ဆိုတာကိုပြောပြပြီးတထထုနတ်ဘုံတို့၌စိတ်တန်စိတ်ကိုပဏိဒေဟိတောင်းတလိုက်ပါလော့ဧဝံဤသို့တောင်းတသည်ရှိသောတွင်သည်ရတိမွေလျောပြောပိုက်ခြင်းလို့ဆိုတဲ့ချမ်းသာဒုက္ခကိုပစ္စနုဘုဒ္ဓတိခံစားရလတံမနတ်ကြီးကဂုံပစ္စည်းလာရောက်တဲ့လူလိုပဲဂုံပစ္စည်းရောက်တဲ့လူဆိုတာသူ့ဂုံကိုချီးမွမ်းပြီးတော့ဒါလေးဝယ်ဆမ်းမှာဝယ်ရင်ဘယ်လိုအကျိုးရှိတယ်ဆိုချီးမွမ်းပြောတယ်လို့ဟောဒီနတ်ပြည်တွေဟာအမတန်တောင်းတတိုက်တဲ့နတ်ပြည်သိချမ်းသာတယ်အဲ့ဒီနတ်တွေနတ်ပြည်ရောက်ဖို့ရာစိတ်ကိုတောင်းတလိုက်ပါတဲ့တောင်းတလိုက်လို့ရှင်ဘာဖြစ်မလို့ရတိပစ္စနုဘုဒ္ဓတိမွေးလျော်ပြောပိုက်နှစ်ချိုက်ခြင်းလို့ဆိုတဲ့ရတိကာမရတိကာမချမ်းသာကြီးကိုအာရပါရခံစားရမှာဖြစ်တယ်တဲ့ဒါကြောင့်အဲ့ဒီနတ်ပြည်ကိုတောင်းတပါဘယ်ဘုံမှမဖြစ်ချင်ပါဘူးဆိုတဲ့ဘိက္ခုနီမနတ်ပြည်ဖြစ်ဖို့ရာဆုတောင်းခိုင်းနေတယ်သူကအဲ့လိုပြောလိုက်တဲ့အခါကျတော့ဘိက္ခုနီမကဘာပြန်ပြောသလဲဓမ္မအမြင်ကတာဝရိန္ဒသာဒေဝသတာဝရိန္ဒသာယာမသာတုတ်တိတာသာပိဒေဝတာနေမာနရတိနောဒေဝယေဒေဝဝတဝတိနောကာမဗန္ဒနာဗတ္တတေအန္တိမာရဝတံဘုနာတာဝရိန္ဒသတာဝရိန္ဒနတ်တို့သည်၎င်းယာမသယာမနတ်တို့သည်၎င်းတုတ်တိတာသာပိဒေဝတာတုတ်တိတာနတ်တို့သည်၎င်းနေမာနရတိနောဒေဝနေမာနရတိနတ်တို့သည်၎င်းဝသဝတိနောပရဏိမိတဝသဝတိဘုံ၌ဖြစ်ကြကုန်သောယေဒေဝါစအကျဉ်နတ်တို့သည်၎င်းတန်တိရှိကြကုန်၏တေထုနတ်ဘုံ၌ဖြစ်ကြကုန်သောနတ်ပေါင်းတို့သည်ကာမဗန္ဒနာဗတ္တာကာမတိဟုသောနှောင်ကြိုးဖြင့်နှောင်ဖွဲ့အပ်ကုန်သည်ဖြစ်ပေမာရဝသံမမင်းရလိုသို့ပုဏ္ဏတဖန်အင်တိလိုက်ပါကြရလေကုန်၏ဘိက္ခုနီမကအဲ့ဒီနတ်ဘုံနေရတဲ့နတ်တွေရဲ့အခြေအနေကိုဘယ်လိုပြောပြကာမဗန္ဒနာဗတ္တာသူတို့ဟာကာမဂုဏ်ကြိုးတန်းလန်းကြီးနဲ့အနှောင်ဖွဲ့ခံထားရတာတဲ့လွတ်လပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဘုန်းကြီးတို့မျိုးကောင်းသားမျိုးကောင်းသမီးတွေစဉ်းစားကြည့်ကျိုးနဲ့ခြီထားမှထောင်ထဲထည့်ထားမှအနှောင်ဖွဲ့ခံရတယ်လို့ထင်ကြမဟုတ်ဘူးတန်ရောစဉ်ကျိုး10မျိုးကာမဂုဏ်ကျိုးတွေနဲ့တဏှာဒီဟုသောကျိုးတွေနဲ့ခြိနှောင်ထားရတဲ့ပုဂ္ဂိုလ်တွေမိမိတန်ရောစဉ်ရှိတဲ့နေရာတဝဲလဲလဲနဲ့ပြန်ရောက်နေကြဆိုပါတော့နွားလေးတစ်ကောင်ခြိတိုင်မှာကျိုးနဲ့ခြိထားဒီနားလေးဟာဘယ်လိုပဲအရှိဘက်သွားသွားအနောက်ဘက်သွားသွားတောင်ဘက်သွားသွားမြောက်ဘက်သွားသွားဒီနာပဲပတ်ချာဒီနေရာကမခွာနိုင်သလိုပဲထို့တူပဲတဏှာကျိုးတန်းလန်းနဲ့ကာမဂုဏ်နှောင်ဖွဲတွေနဲ့နှောင်ဖွဲခံရတဲ့ပုဂ္ဂိုလ်ဟာဒီနေရာကြည့်ပဲပြန်ရောက်နော်ဒီနေရာကနေမခွာနိုင်ကြဘူးတဲ့အဲ့ဒါလို့နတ်ပြည်မှာရောက်နေကြတဲ့နတ်တွေဟာနတ်တွေရဲ့အခြေအနေတွေဟာလွတ်လပ်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးကာမဗန္ဒနာပတ္တာကာမနှောင်ကြိုးဖြင့်နှောင်ဖွဲခံရကုန်သည်ဖြစ်ပေမာရဝသမမီအလိုဆန္ဒသို့အင်ဒီလိုက်ပါ၍နေကြရလေကုန်ပြီဣတိသောဥပါသလာအမည်ရတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သည်ပြောကြခဲ့ပါပေတည်း
ချမ်းသာပါတယ်ဆိုတဲ့ဘဝတွေဟာလည်းကြည့်လိုက်မယ်ဆိုရင်အနှောင်ဖွဲ့ခံနေရတဲ့ဘဝတွေလွတ်လပ်တဲ့ဘဝတွေမဟုတ်ပါဘူးတဲ့ဒါဒီမဲ့လားလောကကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုရင်သဗ္ဗလောကောအာရိပိတောသဗ္ဗလောကောပတုပိတောသဗ္ဗပစ္စလိတောလောကောသဗ္ဗလောကောပကံပိတောလောကကြီးတစ်ခုလုံးရဲ့အခြေအနေဓမ္မမျက်စိနဲ့ကြည့်လိုက်သဗ္ဗောခြင်းမဲ့ဥဒ္ဒုံအလုံးစုံသောလောကောလောကကြီးသည်အာရိပိတောကိလေသာမိတွေနဲ့တပြောင်ပြောင်တောက်လောင်လျက်ရှိလောကကြီးကိုကြည့်မိလောင်နေတဲ့လောကကြီးတဲ့မိဆိုတာပူတာပေါ့အေးမြတယ်လို့မရှိဘူးအမြဲတမ်းစိတ်တွေဟာပူးနေကြရဘာဖြစ်လို့ပူမိလောင်နေလို့ပူတာပေါ့မျက်စိကနေမြင်လိုက်တဲ့အခါအဆင်းအာယုံလေးကိုကြည့်လောဘဖြစ်မိလောင်ခံရဒေါသဖြစ်ဒေါသမိလောင်ခံရအမှန်တရားကိုမသိလို့ရှိရင်မောဟမိလောင်ခံရတယ်ဟောတရွေ့ရွေ့နဲ့အိုလာတော့စရာမိကလောင်တယ်နာတော့ကြိုက်တော့ခဲတော့ဗျာဒီမိကလောင်တယ်ဒီထဲမှာနာရမလားအိုရမလားကိုမျက်ကလုံးလေးတစ်ခုတွင်ချိမျက်စိလေးနာပြီဆိုလို့ရှိရင်ဟောဗျာဒီမိကလောင်တာမျက်စိလေးမှုံလာပြီဆိုရင်စရာမိကလောင်တာအဲ့ဒီမှုံနာလေးကိုအကြောင်းပြုပြီးဆရာဝန်သွားပြရအောင်ပါပဲဆရာဝန်ကရေဒိန်လို့ပြောလိုက်မလားဟုတ်လားဘာဒိန်လို့ပြောလိုက်မလဲလို့ဆိုပြီးတော့စိတ်တွေပူပန်နေရတာတောကတွေဖြစ်ရတဲ့တောကမိတွေလောင်တယ်ဟောပရိဒေဝဒုက္ခဒေါမနတဥပါယတတဆက်တတိအပူမိတွေလောင်နေတာမျက်စိလေးတစ်ခုမှတည်းပဲကိလေသာမိကလောင်တယ်ဇာတိဇရာဗျာတိမရဏဆိုတဲ့မိတွေကလောင်တယ်နားလဲထို့တူပဲနှာခေါင်းလဲထို့တူလျှာကိုအလုံးဟာအလောင်းခန်းနေရတယ်လို့မြတ်စွာဘုရားအာဒိဋ္ဌသုတ်မှာဟောထားအဲ့ဒါလိုပဲဒီမှာလောကကြီးတစ်ခုလုံးကိုအာဒီပိတောမိလောင်၍နေတဲ့ဥပစာလာဘေကုဏီမရဲ့ဓမ္မအမြင်လောကကြီးတစ်ခုလုံးကလောင်နေတာတဲ့အိမ်နေတာမဟုတ်ဘူးငြိမ့်နေတာမဟုတ်ဘူးသဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပတုပိတောအပူလောင်လျက်ရှိပါပေတော့အေးမြနေနိုင်ကြတာမဟုတ်ပါဘူးရာဂအပူတွေလောင်ရည်နေပါတယ်ဒေါသအပူတွေလောင်ရည်နေပါတယ်သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပစ္စလိတောကိလေသာမိတွေအလျံတပြောင်မြောင်တောက်လောင်လျက်ဖြစ်ပါပေတော့ရဲကြီးအောင်လောင်ယုံနေမကဘူးမိတောက်မိလျံတွေနဲ့လောင်နေတာတဲ့သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပကံပိတောတဏဒိဋ္ဌိတို့ဖြင့်တုံလုံးလျက်ရှိပါပေတော့ကဲလောကကြီးရဲ့အခြေအနေတွေကိုစာလဘိက္ခုနီမကရှင်းပြီးတော့ပြောတယ်ဘယ်လောကမှာချမ်းသာတာရှိလို့တော့တဲ့ဒါကြောင့်မို့လို့ဘယ်ဘုံဘဝမှမဖြစ်ချင်ဘူးဖြစ်တဲ့ဘဝဟာလောင်းနေတဲ့ဘဝပူးနေတဲ့ဘဝတုံလုံးနေရတဲ့ဘဝအဲ့ဒီတော့ဖြစ်ချင်စရာကောင်းပါအောင်မလားမဖြစ်ချင်စရာမကောင်းဘူးတဲ့သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပိစလိတောကိလေသာမိတို့ဖြင့်အလျံတပြောင်ပြောင်တောက်လောင်လျက်ရှိပါပေတော့သဘောခြင်းမဲ့ဥဒ္ဒုံလုံးစုံသောလောကကြီးသည်ပကံပိတောတုံလုံးလျက်ရှိပါပေတော့ဣတိဤသို့ဥပစာလာမြည်ရှိတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သည်ဟောကြားခဲ့ပါပေတည်းအဲ့ဒါလို့လောကကြီးတစ်ခုလုံးဟာဘယ်လောကမှမကောင်းတော့ကောင်းတဲ့နေရာဘယ်နေရာရှိသလဲအကံပိတံအပိစလိတံအပုထုဇနာသေဝိတံအာဂတိယထမရသတထမေနိရတောမနောအမတမမြင့်မားတဲ့ဓမ္မအမြင်အကံပိတံတုံလှုပ်ရခြင်းမရှိသောအပိစလိတံကိလေသာမိတို့ဖြင့်လည်းတောက်လောင်ရခြင်းမရှိသောအပုထုဇနာသေဝိတံပုထုဇဉ်တို့ပုဂ္ဂိုလ်ပုထုဇဉ်အများတို့မိဝဲရာမဟုတ်သောလူများစုကြိုက်တဲ့နေရာမဟုတ်ဘူးလူများစုရောက်နိုင်တဲ့နေရာမဟုတ်လူတကာရောက်တဲ့နေရာဆိုကောင်းတဲ့နေရာပဲဟုတ်နော်အပုထုဇနာသေဝိတံပုထုဇဉ်တို့သည်မမိဝဲနိုင်သောနိဗ္ဗာန်လို့ခေါ်တဲ့အေးမြတဲ့အရသည်အတ္တိစင်စစ်မသွေးရှိပါပေယထအချင်းနိဗ္ဗာန်အရာ၌မာရသမနမိအဂတိလက်လန်းမိခြင်းသည်နာဟောတိမဖြစ်ပါအဲ့ဒီနိဗ္ဗာန်ဆိုတဲ့ဘုံဌာနကြတော့
နိဗ္ဗာန်ဆိုတဲ့အခြေအနေအဆင့်ကြတော့မန္တကြီးဟာလက်လန်းမမီဘူးလာရောက်ပြီးတော့မနှောက်ယှက်နိုင်ဘူးတထာထုနိဗ္ဗာန်ဆိုတဲ့ဌာန၌မေငါဤမနောစိတ်သည်နေတဲ့တော့အမြဲမပြတ်မွေးလျောပျော်ပိုင်နှစ်ချ၍နေပါပေတော့ဤဣတိတို့ပသလာဥပသလာအမည်ရှိတဲ့ဘိက္ခုနီမသည်ဧတံဝေဆလံဤကဲ့သို့သောစကားကိုအဝေါစာကောင်းစွာမဲ့သည်ဟောကြားခဲ့ပါပေတည်းဒီလိုလဲဟောလိုက်ရောမန္တကြီးဟာဇာနာတိမံစာဥပစာလာဘိက္ခုနီဥပစာလာဥပစာလာမြည်ရှိတဲ့ဘိက္ခုနီဘိက္ခုနီမတိမံငါ့ကိုဇာနာတိသိ၍သွားလေပြီ။အော်ငါမှန်းသိသွားပြီဆိုပြီးတော့မန္တကြီးဟာဒုက္ခိဒုမနောတထေဝအန္တရဒာယီတဲ့စိတ်ပြက်လက်ပြက်နဲ့စိတ်ညစ်ပြီးတော့ထွက်သွားတယ်လို့ဆို။ तू ကနှောက်ယှက်ချင်တာကို तू နှောက်ယှက်တိုင်းမရရင်စိတ်ညစ်သွားတာပေါ့။မန္တကြီးဟာစိတ်ဆင်းရဲကိုယ်ဆင်းရဲနဲ့စိတ်ညစ်ပြီးတဲ့ကလာဆုတ်ခွာ၍သွားပြီ။သို့တော်လဲသူကဒုက္ခပေးဖို့ရမရသေးဘူးဟောက်ခလန်းလန်းမှာညီမတော်တယောက်ညီမတော်တယောက်ရှိနေသေးတယ်တိတုပစာလာတိပင်ရင်အောက်မှာတရားဓမ္မနဲ့ပြောင်းမွေနေတဲ့တိတုပစာလာဘိက္ခုနီမထံချင်းကပ်ပြီးတော့ရောက်သွားပြန်ပြီအဲ့ဒါလိုရောက်သွားတဲ့အခါခြေတံပေးလို့ဘိက္ခုနီမကတတိမူလိုက်တဲ့အချိန်မှာမေခွန်းလေးတစ်ခုကောက်ပေးပြန်တယ်ကသလူတွန်ဘိက္ခုနီပသန္တံရောစေတိဘိက္ခုနီအိုဘိက္ခုနီတွန်တင်သည်ကသဘေသူဤပသန္တံအယူဝါဒကိုရောစေတိနှစ်သက်ပါသနီအိန္ဒိယထိုခေတ်ထိုခါကာလတုန်းကအယူဝါဒတွေဘာသာတရားတွေအမတန်မှများတာဗုဒ္ဓဝါဒမှတပါအခြားဝါဒတွေကိုပါသန္တလို့ခေါ်ပါတယ်တဏှာတိဟူသောကြောခွင်ဒိဋ္ဌိတိဟူသောကြောခွင်နေပါသဆိုတာကြောခွင်ဓာဆိုတာထောင်ထားတာကြောခွင်တွေကိုထောင်ထားတဲ့အယူဝါဒတွေဖြစ်သည့်အတွက်ကြောင့်ပါသန္တလို့ခေါ်ပါတယ်အဲဒီပါသန္တလို့ဆိုတဲ့ဘာသာရေးတွေကိုဘယ်ဘာသာကိုနှစ်သက်ပါသလဲလို့မေးမြန်းတဲ့အခါမှာနခွာဟံအာဟုသောကတ္တစီပါသန္တံရောစေမိအာဟုသောဩဒါယကအဟံငါသည်ကတ္တစီမြည်သူဤမြတ်ပါသန္တံအယူဝါဒကိုနာရောစေမိမနှစ်သက်ပါဘသူရဲ့ပါသန္တအယူဝါဒမိစ္ဆာဝါဒကိုမှမနှစ်သက်ပါဘူးလို့အဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့မန္တကြီးကရှုတ်ချပြီးပြောဆိုတယ်ကန္တုဥဒိတမုံဓာတိသမဏီဝိယဒိဋ္ဌတိနသရောစေတိပါသန္တံကိမိဝစရတိမောမူဟာတန်တင်သည်သမဏီဝိယကိလေသာတို့ငြိမ်းစေအောင်ကျင့်နေတဲ့သမဏယဟမကဲ့သို့ဒိဋ္ဌတိထင်ရပြီဝဋ္ဌာရကြည့်ရရင်တော့ဘိက္ခုနီမနဲ့တူပါတယ်တဲ့သမဏလို့ခေါ်တဲ့ကိလေသာတွေကိုငြိမ်းစေတတ်တဲ့အကျင့်ကျင့်တာကိုသမဏအဲ့ဒီလိုကျင့်နေတဲ့အမျိုးသမီးကိုသမဏီလို့ခေါ်တယ်အဲ့ဒီသမဏီလို့တော့ထင်ရပါတယ်ကံအဘယ်သူကိုဥဒိတကံအဘယ်ဆရာကိုဥဒိတယေစုမှန်းထားပြီးမုံတာသံကေသာဖြတ်ပယ်ခဲ့တဲ့အသည့်ဖြစ်သည်သံကေသာရိပ်ပယ်ထားတာကဘယ်ဘာသာရေးခိုင်းဘယ်ဆရာကိုဥတည်ပြီးတော့ရိပ်ပယ်လာခဲ့တာလဲလို့ဒီမေကုန်းကိုမေးပါသနာပါသနာအယူဝါဒကိုလည်းပဲနာရောစေတိမနှစ်သက်ဘူးလို့လည်းပြောပါတယ်မေးလိုက်တော့ပါသန္တအယူဝါဒတွေတခုမှမနှစ်သက်ဘူးလို့ဆိုတယ်သို့တော်လည်းပဲဝဋ္ဌာရကတော့ယဟန်အသွင်ပဲသမဏီပဲသို့တော်လည်းဒီဘာသာရေးအယူဝါဒတွေကိုတခုမှမနှစ်သက်ဘူးလို့လည်းပြောသေးတယ်ကဲပဲကြောင့်တွင်တင်သည်မောမူဟာဝိယတွေးဝေနေသောသူကဲ့သို့စရတိပြုကျွင်း၍နေသည်ရောင်တိရောင်တနဲ့ဘယ်ဘာသာရေးဘယ်တရားကိုမှနားမလဲပဲနဲ့ရောင်ဝါလုံနေတာလားလို့ကိဘေကြောင့်တွင်တင်သည်မောမူဟာဝိယတွေးဝေသူကဲ့သို့စရတိပြုကျွင်း၍နေရပါသည်မန္တကြီးကဒီလိုမေးလိုက်တဲ့အခါမှာဣတောဗဟိတာပသန္တာဒိဋ္ဌိတုပတိရတိတေနာတေတံဓမ္မံရောစေမိတေဓမ္မသအကောဝိဒာဘာသာတရားနဲ့ပတ်သက်ပြီးအများကြီးရှိတဲ့အကြောင်းရှင်းပြဣတောဤဗုဒ္ဓမြတ်စွာသာသနာတော်မှဗဟိတာပ၌ပါသန္တာမိစ္ဆာအယူဝါဒတို့သည်တန်တိထင်ရှားမသွေရှိကြပါပေကုန်၏တေသူပါသန္တေသူထိုမိစ္ဆာအယူဝါဒတို့၌ထိုမိစ္ဆာဝါဒီပုဂ္ဂိုလ်တို့သည်
ဒိဋ္ဌိသူမိစ္ဆာဝါဒတို့နဲ့ပတိတံတိနိမြုပ်ဆွဲကလျက်ရှိကြပါကုန်၏မိစ္ဆာယူဝါဒလက်ခံကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်တွေကသူတို့အယူဝါဒကိုအမြဲတမ်းဆွဲလန်းပြီးဒီအယူဝါဒထဲမှာနစ်မြုပ်နေကြတယ်ဒေသထိုမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်တို့ဤဓမ္မတရားကိုအဟံငါသည်နာရောစေမိမနှစ်သက်ပါမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်ရဲ့တရားကိုငါမနှစ်သက်ဘာကြောင့်လဲလို့ဆိုလို့ရှိရင်ဒေထုမိစ္ဆာယူဝါဒရှိတဲ့ပုဂ္ဂိုလ်တို့သည်ဓမ္မတအမှန်တရား၌ကောဝိဒါလိမ္မာခြင်းမရှိလိမ္မာခြင်းရှိကြကုန်သည်အကောဝိဒါလိမ္မာခြင်းမရှိကြကုန်သည်အဟေတုံဖြစ်ကြလေကုန်ပြီဣတိသောဥပသလာအမည်ရတဲ့ဘိက္ခုနီမသည်အဝါစာကောင်းစွာမဲ့သွေပြောကြားခဲ့ပါပေတည်းပါသန္တလို့ခေါ်တဲ့မြည်သည့်မိစ္ဆာဝါဒကိုမှသူမနှစ်သက်ပါဘူးတဲ့သာသနာတော်ရဲ့အပြင်မှာပါသန္တလို့ခေါ်တဲ့မိစ္ဆာဝါဒတွေအများကြီးရှိတယ်အဲ့ဒီမိစ္ဆာဝါဒယူဆွဲထားတဲ့ပုဂ္ဂိုလ်တွေကသူတို့အယူဝါဒထဲမှာနှစ်မြုပ်နေကြပါတယ်နှစ်မြုပ်နေကြတယ်ဒါကြောင့်မို့လို့သူတို့တရားကိုလည်းပဲငါမနှစ်သက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်သူတို့ဟာအမှန်တရားနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေလိမ္မာတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးတဲ့ဒါကြောင့်မို့လို့ငါမနှစ်သက်ငါနှစ်သက်တဲ့တရားကတော့တခြားမဟုတ်ဘူးအထိသက်ကြကုလေဇာတော်ဗုဒ္ဓအပတိပုဂ္ဂလောသဗ္ဗဘိဗုမာရဏုတော်သဗ္ဗဘိဗုမာရဏုတော်သဗ္ဗထမပရာဇိတောသဗ္ဗထမုတ်တော်အာတိတော်သဗ္ဗပတ္တိသက္ခုမာသဗ္ဗကမ္မေခယံပတ္တောဝိမုဒ္ဒဥပရိသင်္ခယေသောမေရှံဘဂဝါတထတတရောစေမိသာသနံတကြကုလေတာကိဝေမိမျိုး၌ဇာတော်မွေးဖွားတော်မူသောအပတိပုဂ္ဂလောပြိုင်ဘက်ပုဂ္ဂိုလ်ရှိတော်မမူသောသဗ္ဗဗိဗုအလုံးစုံကိုလွှမ်းမိုးတော်မူနိုင်သောမာရအနုတော်ကိလေသာမန်နှင့်တကွာမင်္ဂပါကိုပယ်ရှားတော်မူနိုင်သောသဗ္ဗထကျွမ်းမဲ့ဥဒ္ဒုံအလုံးစုံသောကိလေသာတို့ကိုဖယ်ရှားသုတ်သင်တဲ့ပွဲ၌အပရာဇိတော်မြည်သည့်အခါမှမရှုံးခဲ့သောဗုဒ္ဓမြတ်စွာဘုရားသည်အဋ္ဌိထင်ရှားမဲ့သွေရှိတော်မူပါ၏တာခိဝင်တက်ကြလို့ခေါ်တဲ့တာခိဝင်မင်းမျိုးကနေမွေးဖွားလာတဲ့ဘယ်ပုဂ္ဂိုလ်ဒီမှပြိုင်ဆိုင်တူပဝန်းတဲ့တူပဝန်းခြင်းမရှိတဲ့အရာရာမှာလွှမ်းမိုးပြီးတဲ့ကာလအနိုင်ရပြီးဖြစ်တဲ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကြီးလောကမှာထင်ရှားရှိပါတယ်သဗ္ဗတကျွမ်းမဲ့ဥသုံးလုံးစုံသောကိလေသာတို့မှအမုတ်တော်လွတ်မြောက်တော်မူပြီးသောသဗ္ဗတကျွမ်းမဲ့ဥသုံးလုံးစုံသောကိလေသာတို့မှမုတ်တော်လွတ်မြောက်တော်မူသောအတိတောတဏှာဒိဋ္ဌိတို့ကိုဆွဲမိယတ္တိခြင်းရှိတော်မမူသောသက္ခုမမျက်စိ၅ပါးနှင့်ပြည့်စုံတော်မူသောဘုရားမြတ်စွာဘုရားသည်သဗ္ဗံကျွမ်းမဲ့ဥသုံးအလုံးစုံသောတရားကိုပတ္တိမြင်တော်မူတတ်ပါ၏သောထုမြတ်စွာဘုရားသည်သဗ္ဗကံမေခယံအလုံးစုံသောကံတို့ရဲ့ကုံရာဖြစ်သောအရတ္တမေအရတ္တဖို့သို့ပတ်တော်ဆက်ရောက်တော်မူပြီးဖြစ်ပါ၏ဥပရိသင်္ခယေဥပရိကုံရာဖြစ်သောအရတ္တဖို့နိဗ္ဗာန်၌ဥပရိသင်္ခယေဥပရိကုံရာဖြစ်သောနိဗ္ဗာန်၌ဝိမု ക്ത လွတ်မြောက်ပြီးဖြစ်တော်မူပါ၏သောတထာထိုမြတ်စွာဘုရားသည်ဘဂဝါဘုန်းတော်ကြည်တော်မူသောသောထိုမြတ်စွာဘုရားသည်မရှံငါဤတတ္ထာဆရာတဆူဖြစ်တော်မူပါ၏အဲ့ဒါလို့ခုံတူဝိသေသနဲ့ပြည့်စုံတော်မူတဲ့မြတ်စွာဘုရားဟာငါရဲ့ဆရာပါပဲအဲ့ဒီဆရာဖြစ်တော်မူတဲ့မြတ်စွာဘုရားကိုရည်စူးပြီးတက္ကရာငါသည်သံဃေတာရိပ်ပယ်ကဘိက္ခုနီမဲ့လောက်ခဲ့ပါတယ်လို့ဒီလိုရှင်းလင်းပြောလို့ရင်ဖြစ်တယ်သောဘဂဝါထုမြတ်စွာဘုရားသည်မရှံငါ၏တတ္ထာဆရာဖြစ်ပါ၏အဟံငါသည်တသထုမြတ်စွာဘုရား၏ဓမ္မံတရားကိုရောစေမိကြိုက်နေတဲ့ပါ၏ဣတိဤသို့တိတုပဆာလာတိတုပဆာလာအမည်ရတဲ့ဘိက္ခုနီမသည်ဩဇာကောင်းစွာမဲ့သည်ဟောကြားခဲ့ပါပေတည်း
တိတုပဆာလာဘိက္ခုနီမကယခုကဲ့သို့ရှင်းလင်းပြောကြားလိုက်တဲ့အခါမှာမန္တကြီးဟာဇာနာတိမံတိတုပဆာလာဘိက္ခုနီတိတုပဆာလာမြည်ရှိတဲ့ဘိက္ခုနီမသည်မံငါကိုဇာနာတိသိ၍သွားလေပြီငါမှန်းသိသွားပြီဆိုပြီးဒုက္ခိဒုမနောစိတ်ပြည့်ဝမ်းနေပြီးမန္တကြီးဟာထိုနေရာကပျောက်ကွယ်ပြီးတော့သွားခဲ့ပါတယ်တဲ့အေးတရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်ရှင်သာရိပုတ္တရာမထေရမြတ်ရဲ့နမတော်၃ပါးဘိက္ခုနီယဟန္တာမကြီးတို့ရဲ့ဓမ္မအမြင်များကိုဘိက္ခုနီတန်ရုပ်မှလာတဲ့ဆာလာတုတ်ဥပဆာလာတုတ်တိတုပဆာလာတုတ်အဲ့ဒီသုတ်တံ၃ခုမှာပါရှိတဲ့အတိုင်းဘုန်းကြီးတို့ဟောကြားလို့နာယူပြီးကြပြီဒီဘိက္ခုနီမထေရမြတ်ကြီးတို့ရဲ့ဓမ္မအမြင်ကိုဆင်ခြင်ပြည့်တဲ့ကာလမိမိတို့လည်းပဲဒီဘိက္ခုနီမထေရမြတ်ကြီးတွေပဲမထေရမကြီးတွေဆင်ခြင်နှလုံးသွင်းတဲ့ဓမ္မအမြင်မျိုးရရှိအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီနှလုံးသွင်းငါကျင့်ကြံကြိုးကိုအားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းမေတ္တာဘုဆိုတရားဝဲသိရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမင်္ဂံလေးမိုးသီးနှံမျိုးထွက်တိုးကြပါစေမင်္ဂံလေးမိုးသီးနှံမျိုးထွက်တိုးကြပါစေဓမ္မောတရံပိဝိတဝါနဝိသသဗ္ဗေသမုဟတံအာဇရာမရာတိတိဘာဝောနိဗ္ဗာနံယန္တုသာရဝောဓမ္မောတရံလောဘဒေါသမောဟစိတ်တောင်ကင်းပြောက်ကြည်အေးတရားစိတ်ကိုပိဝိတဝါဝန္တာရှင်ပြတောက်ကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညစ်နောက်ကိလေသာအစိတ်တောင်ဟုသမျှတို့သည်သမုဟတာပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင့်ပြောင်းပေမရောက်ပယ်ဖြောင်းအပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဘဝံကိလေသာဟုအပုခတ်သိင်ကင်းငြိမ်းရာစိဖြစ်ပေထသောနိဗ္ဗာန်ဟုခေါ်အေမြို့တော်သို့သာရောတရားချေခင်စိတ်ကောင်းဝင်ညသူတော်စင်အများတို့သည်ယန္တုပါရမီအဆင့်ဆင့်မြင့်နေမြင်၍မလင့်ပုံသည်ဆက်ရောက်တော်မူကြပါစေကုန်တည်း